ရာသီပေးရတစ်ခုမှာတော့ပုဂံကိုလဲပတ်ထွက်ခဲ့ပါတယ်မြန်မာနိုင်ငံရဲ့အခြေအရဖြစ်တဲ့ပုဂံမှာရှိတဲ့ဆက်စီတိုင်းမှာသမိုင်းဝင်ရာဇဝင်တွေရှိရလို့ပြောလို့ဆွေတော်လေးစုပုဂံဘုရားသမိုင်းပြတိုင်းစားတဲ့အရာတွေကိုဒီလိုရွှေနဲ့ဘုရားဖူးပြီးတဲ့အခါမှာတော့လိုရွှေမှုတွေကတော့ဒီဘုရားမှာအဆုံးသတ်ခဲ့ပါတယ်လောချောင်းတွေကတထုံကိုသိမ့်ပိုက်ရရှိစမှာပြည့်ပတ်သုံးပုံနဲ့အတူလူဟောင်းမင်းနဲ့မိဖုရားတို့ပုဂံကိုခေါ်ဆောင်လာခဲ့ပါတယ်သူကစစ်တုမှန်ဖြစ်ပါစီခေါ်ဆောင်ခဲ့ရပေမဲ့မင်းတီနဲ့စီစဉ်အပြည့်စုံနဲ့ထားရှိပါတယ်သို့တော်လည်းမနူပါဘီရဲ့ရှင်ရဲ့ခံစားချက်တွေကိုပေါ်ပြဖို့အတွက်ဒီဖျားကတတိပြနေရလို့မြင်ရပါတယ်ဒီဖျားကိုမြင်ပြီးလိုက်တာနဲ့ကျင်းချက်တဲ့ခံစားမှုကိုပြသနေပါတယ်စင်တူတော်နဲ့တိမ်နေရကြမှာနေရာလွတ်မရှိအောင်လို့ဇေဒီတို့တိတာပုတ်ပွေခဲ့ပါတယ်ဒါကမနူပါဘီရဲ့စိတ်ကျဉ်ချက်မှုကိုပေါ်ပြတာဖြစ်ပါတယ်လျောင်းတော်မူဇေဒီကိုလည်းမတူညီတဲ့တွင်ပြင်းနဲ့နေတွေ့ရမှာဖြစ်ပါတယ်လျောင်းတော်မူကိုကောင်းရင်ပိုင်းမှာကြည့်တဲ့အခါမှာဝမ်းနည်းနေတဲ့ပုံစံကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ဒါကမနူပါဘီရဲ့တော့ကောက်ကိုဖော်ပြနေတာဖြစ်ပါတယ်။လေကနေကြည့်မယ်ဆိုလို့ရှိရင်တော့တည်ငြိမ်အေးချမ်းတဲ့ပုံစံကိုမြင်ရမှာဖြစ်ပြီးတော့ဘဝရဲ့ဒုက္ခခံရတဲ့ကြောင့်မှာတရားရှာဖွေနေငြိမ်းချမ်းစွာနေထိုင်ရတာကိုပြဆိုနေတာဖြစ်ပါတယ်။ချီတော်ရင်ဘက်ကကြည့်တဲ့အခါမှာတော့ပြုံးရွှင်တဲ့မျက်နှာတော်ကိုမြင်ရမှာဖြစ်ပါတယ်။မနူပါမင်းကသူပိုင်ဆိုင်တဲ့မနီးရနာလက်စုကိုကြောင်းချပြီးတော့ရရှိလာတဲ့ငွေကြီးတွေကိုတုံးချပြီးတော့မြင်းကပါအရံမှာတည်ထားကိုကိုွယ်ခဲ့တဲ့မနူပါဘင်းရဲ့ဆူတောင်းကြောက်စာမှာတော့အာဒီတန်တရားဝိ၌ကျင်လျာကာလပတ်လုံးသူတစ်ပါးနိုင်တဲ့ပြုချင်အောင်မခံရပါစေနဲ့လို့ဆူတောင်းထားတာဖြစ်ပါတယ်။မြင်းကပါအရံ၌မြင်းမြောက်ကစားတို့ဖြစ်လမ်းဆောင်ငယ်နဲ့နေရပါတော့လည်းပဲသူရဲ့စိတ်ခံစားမှုကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။သင်္ကပကံကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်ဖျားပူရတယ်မဟုတ်ပဲနဲ့ဖျားသမိုင်းတွေကိုပါလိလာမှတ်သားဖို့လိုအပ်ပါတယ်။နောက်ထပ်ဆွေးနွေးစားတဲ့အကြောင်းအရာတွေကိုဖော်ပြပေးမှမလို့ကျွန်တော်အကောင့်ကို follow လုပ်သွားပါအောင်နော်။ See you next video. Thank you for watching.